အားလုံးပဲမင်္ဂလာပါဒီမှာဘုရားခင်အထူးပိတ်သိက်ထားတဲ့ဆရာဇော်မောင်စီကနေပြီးတော့နှုတ်ကပတ်တော်တွေကိုကြားနာရမှာဖြစ်ပါတယ် အားလုံးပဲမင်္ဂလာပါခတော်လာပါ၌ကျူးစုပါတယ်ဒီနေ့နှုတ်ကပတ်တော်အနေငယ်နဲ့တိုက်တွန်းခွန်အားပေးချင်ပါတယ်ဓမ္မရာဇဝင်စတုထဆောင်အခန်းကြီး9ငယ်1ကနေ15ထဲမှာပါတဲ့အကြောင်းအရာလေးဖြစ်ပါတယ်နှစ်ချက်ဒီနေ့အားပေးချင်ပါတယ်ပထမအချက်ကပါလဲဆိုတော့အစီခံမြို့သမီးဘက်ကနေပြီးတော့ကျွန်တော်ခွန်အားယူဖို့ရှိသလိုဘိုးချုပ်နေမှဘက်ကနေလည်းကျွန်တော်ခွန်အားယူသွားဖို့ရှိပါတယ်ဒီများအိမ်မှာအစီခံကျွန်းဖြစ်နေတဲ့မိန်းကလေးတယောက်ကတက်တိရှိရှိပေါ့နော်ပြပြတတ်တာသူကိုးကွယ်တဲ့ဘုရားသခင်ကတက်ဆွမ်းနိုင်ကြောင်းကိုသူတခင်ရှိမှတက်တိခံဒီခါမှာသူတခင်ကကြားပြီးတော့အီတီလာတိုင်းပြည်မှာအီလီရှေကတကယ်ပဲဘုရားအတုံးတူလေဘုရားကောင်းချီးပေးတယ်ဆိုရက်တက်တေကိုသူရတဲ့ခါမှာအီတီလာတိုင်းပြည်ကိုသွားပြီးတော့ဘုရားလူနဲ့သွားတွေ့တယ်ပေါ့ဒီမှာအရေးကြီးတဲ့ဘိုင်းရပါလဲဆိုတော့ကျွန်တော်ယုံကြည်သူတွေကလည်းတည်င်းကောင်းကိုရဲဝဲစွာပြောဖို့အရင်ရေးကြီးရဲဆိုတဲ့ message လေးပေးချင်ပါတယ်။တင်းရဲ့အနေထားဘလို့ပဲဖြစ်နေပါစေဒီနေ့တင်ပြောတဲ့စကားအပူရေးကြီးပါတယ်။ကျွန်တော်ကိုယ်ွယ်တော်ဘုရားသခင်အသက်ရှင်တော်ဘုရားတဘာဝလုံးဘုရားအောဘောရအမှုကိုပြုနိုင်တဲ့ဘုရားသခင်ဖြစ်တယ်ဆိုတာတင်းတခွန်းပဲပြောပါစေနှခွန်းပဲပြောပါစေအဲ့ဒါကအရင်တကူပါတာဖြစ်ပါတယ်။ဒီနေ့ရောက်တဲ့နေရာမှာရှိတဲ့နေရာမှာဘလို့အခြေအနေပဲဘလို့နေရာမှာရှိနေပါစေထိုသခင်ရဲ့တက်ဆွမ်းနိုင်ခြင်းတကူတော်ကိုတင်းနှုတ်ကနေစေလို့ဖို့ဖြစ်ပါတယ်။ဘလောက်ကြီးတဲ့လူပဲဖြစ်ပါစေဒီနေ့ပြောင်းလဲဖို့ဘုရားတတ်နိုင်တာဖြစ်ပါတယ်။ဘုချုပ်နေမှန်ကတကယ်တော့ဂျုံနဲ့သခင်ဖြစ်ပါတယ်။သူကစကားပြောမှားတယ်ဆိုရင်တော့သူကအသက်ခံမှာဖြစ်ပါတယ်။ဒါပေမဲ့သူကရဲရဲချင်းလောကပတ်တော်ကိုလက်တည်ခံတဲ့ဂျုံမလေးဖြစ်ပါတယ်။ဒီလိုပဲကျွန်တော်တို့ဘလို့အခြေအနေပါဖြစ်ပါစေနှုတ်ကပတ်တော်ကိုရဲရဲပြတ်သားစွာနဲ့အသက်ရှင်ဝန်ခံပြောဆိုဖို့ဒီနေ့အားပေးခြင်းပါတယ်။တင်းရဲ့စကားတခွန်းလေးပဲဖြစ်စေနှခွန်းလေးပဲဖြစ်စေအဲ့ဒါကပတ်ဝန်းကျင်ကိုအများကြီးတက်ရောက်မှုရှိတာဖြစ်ပါတယ်။အဲကြောင့်တင်ပြောတဲ့စကားတွေကဒီနေ့ဘုရားတက်တည်ဖြစ်ဖို့အရေးကြီးပါတယ်။ဘုရားတင်းကောင်းနေများများပြောဖို့ဒီနေ့အားပေးခြင်းပါတယ်။ကျွန်တော်ပတ်ဝန်းကျင်ကမျိုးလင်းချက်မဲနေတဲ့အခြေအနေကြုံနေရတာဖြစ်ပါတယ်။အဲကြောင့်တင်းရဲ့စကားတခွန်းလေးကတင်းရဲ့တက်တည်ခံချက်တစ်ခုလေးကတင်းဘေးမှာရှိတဲ့လူတွေတကယ်ပဲလွတ်မြောက်စေမှာဖြစ်ပါတယ်။ကောင်းကြီးဖြစ်မှာဖြစ်ပါတယ်။နောက်ချက်ကတော့နေမှန်အကြောင်းဖြစ်ပါတယ်။နေမှန်ရဲ့နာမည်ကိုကျွန်တော်အထိပ္ပယ်ရှာတဲ့အခါမှာလှပတယ်အထိပ္ပယ်ထွက်ပါတယ်။ဒါပေမဲ့သူ့အထက်မှာပြဿနာပါလဲဆိုတော့လူတွေမမြင်ရတဲ့အတွင်းထဲမှာလူနာဖြစ်နေတယ်ပေါ့နော်ဒီနေ့အပြင်ပိုင်းကတော့သူကတော့စစ်ဗိုလ်ချုပ်တယောက်ဖြစ်တယ်တိုက်ပွဲတိုင်းမှာအောင်မြင်တဲ့သူဖြစ်တယ်ဒါပေမဲ့အထဲမှာကြာရှုံးနေလူအများကြီးရှိပါတယ်ဒီနေ့တချို့လူတွေကအပြင်ပိုင်းမှာတော့ကောင်းတယ်လို့ရှိပေမဲ့အောင်မြင်တယ်လို့ရှိပေမဲ့အထဲမှာကြိတ်ပြီးကြေကွဲနေတဲ့လူဝမ်းနေနေတဲ့လူပြဿနာမျိုးစုံကြုံတဲ့လူအများကြီးရှိနေတာဖြစ်ပါတယ်ဒီနေ့အပြင်ပိုင်းအောင်မြင်မှုကအရေးကြီးလားဆိုအရေးကြီးလို့ဒီထက်ပိုအရေးကြီးတာကအတွင်းပိုင်းမှာပိုပြီးအောင်မြင်ဖို့အရင်ရေးကြီးပါတယ်ဒီနေ့ဘုရားရှင်ကကျွန်တော်တို့ကိုဝိညာဉ်စိတ်ခန္ဓာဒီကယ်တင်ပြီးတော့ကောင်းချီးပေးတဲ့ဘုရားခင်ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အတွင်းနာတွေကိုကုစားပေးနိုင်တာဘုရားခင်တပါးလည်းပဲဖြစ်ပါတယ်ကျွန်တော်အတွင်းထဲမှာရှိတဲ့စိတ်ခံစားချက်စိတ်အရာတွေကိုကျွန်တော်တို့တခြားအရာနဲ့ကုစားဖို့တဲ့ဒီနေ့ဘုရားလူနဲ့ဘုရားစကားအားဖြင့်ကျွန်တော်တို့ကုစားမှတာလေပျောက်ကင်းနိုင်မှာဖြစ်ပါတယ်ဒီနေ့အတွင်းထဲကနေလွတ်မြောက်ဖို့ကပို့ပြီးတော့အရေးကြီးတယ်လို့ခွန်အားပေးချင်ပါတယ်ဘိုးချုပ်နေမှန်တော့အပြင်ပိုင်းမှာတော့အောင်မြင်မှုရှိပေမဲ့အတွင်းထဲမှာသူကကြာရှုံးနေတဲ့သူတယောက်ဖြစ်ပါတယ်တကယ်လူနာဆိုတာတကယ်ပဲကြိမ်ချင်းခံရတဲ့အရာဖြစ်ပါတယ်ဒီနေ့ကျွန်တော်ကြိမ်ချင်းအမင်္ဂလာတွေအားလုံးကိုယေရှုခရစ်တော်ကလက်ဝါးကားတိုင်းမှာကျွန်တော်တို့အပြီးယူဆောင်သွားပြီဖြစ်ပါတယ်ယေရှုခရစ်တော်အားဖြင့်ကျွန်တော်တို့ကထာဝရကျမ်းမာတော်သူထာဝရလွတ်မြောက်တော်သူတွေဖြစ်ပါတယ်ဒီနေ့အတွင်းထဲကအနာတွေပျောက်ကျင်နေဆိုရင်တော့တခုရှိပါတယ်အဲ့ဒါပါလဲနာခံခြင်းအရာကြီးကြီးပါတယ်ဘိုးချုပ်နေမှန်ပြောတယ်လောတန်မြစ်ထဲမှာ9ကြိမ်တွားပြီးတော့ကြီးချိုးပါလို့ပြောတဲ့အခါဟာငါပြီမှာဒီထက်တာယာလှပတဲ့မြစ်တွေရှိပြီမဲ့နော်ငါမကူဘူးကွာဆိုပြီးတော့သူလှည့်ပြန်တော့ကိုလှုပ်တဲ့အခါမှာဒီသူ့ရဲ့ဂျွန်တွေကပြန်တားတယ်အရန်ခက်ခဲတဲ့အလုပ်မဟုတ်ပါဘူးကြီးချိုးတဲ့အလုပ်ပဲဖြစ်တယ်တီးခံဖို့ဖြောင်းဖျတဲ့အခါမှာသူကရေးစိတ်နေပေါ့လေအဲ့တော့ယော်ဒန်မြစ်မှာ9ကြိမ်တကယ်တော့သူကတော့မျောလင်းတာတော့အနာကြီးကြည့်ပြီးတော့ကုပေးမယ်လို့သူကပြောတယ်ဒါပေမဲ့တကယ်ကြတော့သူလုံးဝမထင်ထားတဲ့အရာဖြစ်တယ်ဒီချိုးရတဲ့နဲ့ပျောက်မယ်ဆိုတာသူလုံးဝစဉ်းစားစရာတော့ရှိတယ်ပေါ့ဒါပေမဲ့ဘုရားစကားကဒီနေ့နာခံခြင်းပေါ်မှာအလုပ်လုပ်တာဖြစ်ပါတယ်အဲကြောင့်နေမှန်ကယုတ်တိမရှိသလိုအခြေအနေရှိပေမဲ့သူဘုရားစကားကိုနာခံဖို့ရွေးချယ်လိုက်တဲ့အခါသူ့အသားရည်ကသူငယ်ခဲ့တော့ပေါ့နော်ပြီးတော့ကောင်းမွန်စေတယ်ကျမ်းမာစေတယ်နော်လူနာဆိုတဲ့ဘဝကနေလွတ်မြောက်ခြင်းခွင့်ကိုဘုရားခင်ကပြင်ဆင်ပေးတာဖြစ်ပါတယ်ကျွန်တော်ဒီကိုမောင်မအားပေးချင်ပါတယ်ဒီနေ့ရှိတဲ့နေရာမှာဘုရားရဲ့သတင်းစကားကိုတတိရှိရဲရဲဝံ့ဖြစ်ဖြစ်သလားနဲ့ဝန်ခံတတိခံခြင်းဟာခြားလူတို့ကောင်းကြီးမင်္ဂလာဖြစ်စေတယ်လို့
သူတို့အပြင်ပိုင်းမှာအောင်မြင်ဖို့အရေးကြီးကျွန်တော်အတွင်းထဲမှာလည်းအောင်မြင်ဖို့ဒီအရေးကြီးပါတယ်အဲ့ဒီအတွင်းထဲမှာအောင်မြင်ခြင်းအတွင်းထဲကမင်္ဂလာကတော့ဘုရားစကားကိုဝန်ခံနာခံခြင်းအပြင်မှာကျွန်တော်တို့လွတ်မြောက်မှာဖြစ်ပါတယ်ဆိုတော့လေအနေငယ်ခွန်ပေးတိုက်တွန်းလို့ပါတယ်အပြန်ကောင်းကြည့်ပေးပါစေ အာမင် အာမင် အာမင်